အားလုံးပဲမင်္ဂလာပါKKZ နည်းပညာ channel ကနေကြိုဆိုလိုက်ပါတယ်ဒီပြင်ပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့အောင်မြင်မှုပြင်ကြီးကို free ထုတ်တဲ့နည်းလမ်းလေးကိုပြောပြမှာဖြစ်ပါတယ်နည်းပညာရေးစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ KKZ နည်းပညာ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့ကြည့်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်အရင်ဆုံးကျွန်တော်တို့ဒီ application လေးပေါ့နော်ကျွန်တော်တို့ online ဝယ်ပြန်ပြီးတဲ့ application လေးပေါ့နော်ဒီ application တွေကိုကျွန်တော်ရဲ့ Telegram channel မှာ free ချထားပေးပါတယ်ကျွန်တော်ရဲ့ Telegram link ကိုလည်းကျွန်တော် comment အောက်မှာချထားပေးပါမယ်ကျွန်တော်အဲ့ဒါတစ်ဆင့်ဝင်ထောင်းလိုက်ပါကျွန်တော်တို့ online key မထုတ်ခင်ကျွန်တော် VPN လေးခံဖို့လိုအပ်ပါတယ်ကျွန်တော် VPN လေးတစ်ချက်ခံလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ app တွေကိုတစ်ချက်ဝင်လိုက်မယ်ကျွန်တော်တို့ဒီမှာ password လေးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ password ကိုကျွန်တော်ရဲ့ Telegram channel မှာပဲ free ချထားပေးပါတယ်ကျွန်တော်တို့အောက်က comment လင်းရပြီးတော့ဝင်ရောက်ပြီးတော့ဝင်နိုင်ပါတယ်ခင်ဗျကျွန်တော်တို့ဝင်ရောက်ရအောင်တစ်ချက်နှိပ်လိုက်မယ်ကျွန်တော်တို့ဒီမှာ online key ထုတ်ရဆိုတာလေးပေါ့နော်ကျွန်တော်အဲ့ဒါတွေကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ copy လေးယူလို့ရပြီပေါ့နော်ကျွန်တော်ဒါလေးကို copy လေးယူလိုက်မယ်ယူပြီးတော့ကျွန်တော်ပြန်ထွက်လိုက်မယ်ဆက်ရပါတော့ကျွန်တော်ပြီးရင် online VPN နဲ့သွားမယ်ကျွန်တော်ရဲ့ key လေးကိုဒီမှာထည့်ပြီးတော့သုံးလို့ရပါပြီဗျနောက်ထပ်နည်းပညာအသစ်တွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ KKZ နည်းပညာ channel ကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်